ကဲ皆さんဒီနေ့ကကြတော့ဘောနော်9ရက်မြောက်နေ့ပေါ့9ရက်မြောက်နေ့မှာကုန်ထုတ်လုပ်ငန်းကိုဘာလို့ရွေးချယ်တာလဲလို့မေးလို့ရှိရင်ဖြေရမယ့်အဖြေလေးပေါ့နော်အကောင်းဆုံးဖြေလေးပါမေးခွန်းကကြတော့どうして証券製造を選びましたかဘာလို့ဒီကုန်ထုတ်လုပ်ငန်းကိုရွေးချယ်ခဲ့တာလို့မေးရင်တော့皆さんတို့အတွက်အဖြေအားလုံးပေါင်း10ချက်ပေါ့နော်10ချက်နီးပါးလောက်ထုတ်ထားပေးပါတယ်ကဲနံပါတ်1ကြည့်ကြရအောင်နံပါတ်1ကကုန်ထုတ်လုပ်ငန်းကလူသားတွေရဲ့အရေးကြီးတဲ့အခန်းကဏ္ဍမှာများစွာပါဝင်ပါတယ်အခြေခံကျတဲ့လုပ်ငန်းတစ်ခုကိုလေ့လာသင်ယူရင်မိမိကိုယ်တိုင်လည်းကောင်းမွန်တဲ့လူနေမှုကိုဖန်တီးခြင်းလို့ပါဆိုရင်အောက်မှာဖြည့်ပြထားပါတယ်製造業は人間の生活に重要な役割を果たしています基本的なビジネスを作り学び自分自身の良いライフスタイルを作りたいです製造業は人間の生活に重要な役割を果たしています基本的なビジネスを作り学び自分自身の良いライフスタイルを作りたいですအဲ့လိုဖြည့်ရဆိုရင်ရပါတယ်အဲ့တော့အဖြတ်တောက်လေးနဲ့ဖြည့်ဖို့လိုပါတယ်ရမယ်လို့ထင်ပါတယ်ဟိုင်နောက်တစ်ခုကကြတော့ဗာလဲဆိုလို့ရှိရင်ကကြတော့စားတောက်ကုန်လုပ်ငန်းနဲ့လူနေမှုအဆင့်တန်းကဓာတ်ရိုက်အချိုးကြပါတယ်ကျန်းမာတန်ရှင်တဲ့စားတောက်ကုန်ဖန်တီးခြင်းကအဆင့်မြင့်တဲ့လူနေမှုကိုတိဆောက်ခြင်းလို့နားလည်ထားလို့ဒီလုပ်ငန်းကိုရွေးချယ်လာခြင်းဖြစ်ပါတယ်ဟိုင်အဲ့ဒါဆိုရင်တော့ဖြည့်ပုံဖြည့်နည်းကဘယ်လိုလဲဆိုရင်食産業のレベルとライフスタイルは比例します私がこの仕事を選んだのは観光でクリーンな食べ物を作ることはより高いレベルのライフスタイルを築くことであるからですပြန်ပြောကြည့်ပါမယ်食産業のレベルとライフスタイルは比例します私がこの仕事を選んだのは観光でクリーンな食べ物を作ることはより高いレベルのライフスタイルを築くことでもあるからですအဲ့လိုဖြေရပါတယ်はいနားလည်မယ်လို့ထင်ပါတယ်နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်ကြတော့ချမ်းသာတဲ့ဘဝကိုလိုချင်ခြင်းကျန်းမာတဲ့နေထိုင်စားသောက်မှုကိုမေ့ထားလို့မရပါဘူးကျန်းမာရေးအတွက်အခြေခံကျတဲ့လုပ်ငန်းကကျွန်တော်အတွက်အကောင်းဆုံးလို့ထင်လို့ရွေးချယ်ရခြင်းပါအဲ့လိုပြောမယ်ဆိုရင်တော့ယူတာကာနာစေကာစုအိုခူရီတိုင်းနာရာ看護的な生活と食事の原則を忘れてはなりません看護に関しては自分にとって最善だと思うものを選ぶのが基本です豊かな生活を送りたいなら看護的な生活と食事の原則を忘れてはなりません看護に関しては自分にとって最善だと思うものを選ぶのが基本ですအဲ့လိုပြင်ရပါတယ်နောက်တစ်ခုကကြပါလဲဆိုရင်ကမ္ဘာမှာစားတောက်ကုန်လုပ်ငန်းတွေကများစွာအရေးပါပါတယ်ထိုနည်းတူကျန်းမာတန်ရှင်တဲ့စားတောက်ကုန်ဖန်တီးခြင်းကလည်းကျွန်တော်တို့အရေးကြီးပါတယ်ကိုယ်တိုင်လည်းသင်ယူဖန်တီးခြင်းစိတ်ဝင်စားလို့ပါ世界では食品製造業は非常に重要です同様に観光的で清潔な食べ物を作ることも私にとって重要です学びながら創作しながら興味があるんですが世界では食品製造業は非常に重要です同様に観光的で清潔な食べ物を作ることも私にとって重要です学びながら創作しながら興味があるんですがအဲ့လိုပြောလို့ရပါတယ်နောက်တစ်ခုကလုပ်ငန်းများစွာထဲမှာကုန်ထုတ်လုပ်ငန်းကအခြေခံကြဆုံးမှာလူတွေရဲ့ကျန်းမာရေးတာမကနိုင်ငံအတွက်ပါအကျိုးပြုလို့ဒီလုပ်ငန်းကိုရွေးချယ်ရခြင်းဖြစ်ပါတယ်သူလည်းတော်တော်ကောင်းပါတယ်အဲဒါဆိုဘယ်လိုဖတ်လဲကြည့်အောင်စူအာရုစံဂျောနောနာကာဒေမို食品製造業は最も基本的な産業でありこの産業を選んだ理由は人々の健康だけでなく国にとっても有益だからです
スアル産業の中でも食品製造業は最も基本的な産業であり、この産業を選んだ理由は人々の観光だけでなく、国にとっても有益だからです。အဲ့လိုဖြစ်ရပါတယ်။နောက်တစ်ခုကဘာလဲဆိုရင်ကျန်းမာတဲ့အစားအသောက်ကိုထုတ်လုပ်ခြင်းကောင်းမွန်တဲ့အသက်မွေးဝမ်းကြောင်းလုပ်ငန်းလို့ထင်မြင်ပြီးလို့ဒီလုပ်ကိုရွေးချယ်ရခြင်းဖြစ်ပါတယ်။看護な職員を作るのは良い職業だと思います。これが私がこのビジネスを選んだ理由です。看護な職員を作るのは良い職業だと思います。これが私がこのビジネスを選んだ理由です。そういう書いても大丈夫です。အဲ့လိုရေးလို့လည်းရပါတယ်။အဲ့လိုဖြည့်လို့လည်းရပါတယ်။နံပါတ်9ကကြတော့ဂျပန်ဘာသာစကားကိုကျွမ်းကျင်လေ့လာရင်းနဲ့စားတောက်ကုန်နည်းပညာတွေသင်ယူကျင်တာကအဓိကဖြစ်လို့ဒီလုပ်ငန်းကိုရွေးချယ်ရခြင်းဖြစ်ပါတယ်။日本語を習得しながら職員技術も習いたいと思いこの業界を選びました。日本語を習得しながら職員技術も習いたいと思いこの業界を選びました。အဲ့လိုဖြေလို့ရပါတယ်။နောက်တစ်ခုကတော့ဂျပန်လူမျိုးတွေနဲ့အတူအလုပ်တွဲလုပ်ရင်ဂျပန်ရဲ့နေထိုင်စားသောက်မှုပုံစံကိုလေ့လာခြင်းလို့ပါ။ဒါကတော့ရိုးရှင်းပါတယ်။လို့ဖြေလို့လည်းအဆင်ပြေပါတယ်။日本の人々と協力しながら日本のライフスタイルを勉強したいです。日本の人々と協力しながら日本のライフスタイルを勉強したいです。はいအဲ့လိုဖြေလို့ရပါတယ်။နံပါတ်9ကကျတော့ဗာလဲဆိုရင်ဂျပန်မှာအလုပ်လုပ်ဖို့ကအရေးကြီးဆုံးမှာမိမိရဲ့အနာဂတ်ကိုဂျပန်မှာအမှန်တကယ်ဖြစ်အောင်ကြိုးစားခြင်းလို့ပါ။日本で働くことが一番大切で自分の将来を日本で実現したいと思います。日本で働くことが一番大切で自分の将来を日本で実現したいと思っています。အဲ့လိုဖြေလဲရပါတယ်။အဲ့တော့ဒီလိုဖြေခြင်းအပြင်ပိုအဆင်ပြေလားဆိုရင်အဆင်ပြေပါတယ်။အဲ့ဒီတိုင်းလေးလေ့လာကြည့်ရအောင်နော်။